ဒီမှာဗျာကျွန်တော်ချမ်းမင်းကျော်ဦးရေရောင်းဝယ်မှာနော်ဘိန်းတစ်ကလေးဗျာဘိန်းတစ်ကလေးတည်းရောက်ရှိလာပါတယ်ဒီမှာစတက်ပြောက်ပုံပြောင်းအင်ဂျင်ပြောင်းပုံပြောင်းဂီယာပြောင်းဘိန်းလုံးဝအစ်စ်နော်ကီလို0နဲ့နော်0ကီလိုလေးနဲ့0ကီလိုလေးနဲ့ဗျာအင်ဂျင်ပါဝါလည်းကြီးသွားပြီအင်ဂျင်ပါဝါ230 cc ဖြစ်သွားတယ်နော်ဘိန်းကောင်ဘိန်းသားဘိန်းတစ်ကလေးဗျာနော်ဘိန်းတစ်ကလေးတည်းရောက်ရှိထားတယ်ဗျာကျွန်တော်တို့ဥတုကိုရောင်းပေးမယ်ဗျာကြံရောင်းပေးမယ်ဒီကနေ့0ကီလိုနဲ့ဗျ0ကီလိုနဲ့ဘိန်းတစ်လီဗျာအသေးချက်ချက်ပါကင်ထုတ်0ကီလိုနဲ့နော်စိတ်ဝင်စားတဲ့ညီကိုများဗျာကျွန်တော်ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးပါဗျာဆိုင်ကိုလည်းကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်လို့ဘိန်းတစ်ကလေးဘိန်းတစ်ကလေးတက်ပြောက်ဂီယာပြောက်ဂီယာခလုတ်ကလေးနဲ့ဗျာနောက်ကိုလဲရတယ်မယ်ဗျာစတက်မော်တာလည်းမပါတော့ဘူးနော်လုံးဝအစ်စ်ချက်ချွတ်လုံးဝမြင်မနှင်းသေးတဲ့ဘိန်းနော်0ကီလိုလေးနဲ့ရောင်းချပေးမယ်ဗျာ